လူအများစုကငွေဝင်တာကိုပဲအာရုံစိုက်ကြတယ်တကယ်တော့ငွေကိုရင်းနှီးမြှုပ်နှံတတ်မှသာတကယ်ငွေချမ်းသာမှုကိုရနိုင်တာ ပထမဦးဆုံးကိုရင်းနှီးမြှုပ်နှံပါစာအုပ်ဖတ်တာသင်တန်းတက်တာအသစ်သင်ယူတာဒါတွေကကိုယ့်တန်ဖိုးကိုတက်စေတယ် ဒုတိယအနေနဲ့ကစုငွေဆက်တယ်မို့ငွေဝင်တိုင်းချက်ချင်းသုံးမဲ့အစား10ရာခိုင်နှုန်းလောက်ကိုစုထားပါငွေကိုငွေရှာနိုင်တဲ့နေရာမှာထားပါ တတိယတစ်ခုကအနာဂတ်အတွက်ယင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ဥပမာ mutual fund တို့ stock တို့ business idea လေးတွေစတင်တာ အရေးကြီးဆုံးကတော့ငွေမရင်းနှီးခင်မိမိစိတ်ထက်အတွေးခေါ်နဲ့အသိပညာကိုဥစွာရင်းနှီးမြှုပ်နှံဖို့ပါအမြဲတမ်းတိုးတက်အောင်ကြိုးစားနေရင်ငွေကလည်းအလိုလိုတိုးဖွာလာမှာပါ ဒီလိုငွေစီမနီးတွေတိုးတက်ဖို့အကြံဉာဏ်တွေလိုချင်ရင် follow လေးနှိပ်ပြီး save ထားလိုက်ပါ